နားလေးနည်းနည်းကောက်ချင်တယ်တွေ့လားနည်းနည်းလေးဒီလိုလေးဖြန့်လိုက်ခောက်နေရခောက်မသွားအောင်လို့ဖြန့်သွားတာနော်ဆိုတော့ကြည့်လိုက်မယ်လုံးဝရေကူတောက်ပြီလပပလေးထွက်လာပြီဒီမှာဆိုလဲမညီရမညာတာမရှိတော့ဘူးတွေ့လားသူ့ရဲ့လက်ချုပ်လိုက်ထားတဲ့အတိုင်းလေးပဲပြီးသွားပြီဆိုတော့မှကျတော့ဒီလက်ချုပ်လိုက်ထားတဲ့ဟာလေးကိုဒီလိုမျိုးလေးထုတ်လိုက်မယ်ပြင်ပြလိုက်မယ်နော်